မင်္ဂလာပါခဘော့တကင်မှာကြိုဆိုပါရစေဒီနေ့မှာတော့ FIFA Club World Cup အုပ်စုပွဲစဉ်လေးပွဲလုံးကိုသုံးသက်ချက်လုပ်ပြီးသွားခြင်းနဲ့ကျွန်တော်အရင်နေ့ကလည်းပြောခဲ့တယ် FIFA Club World Cup အုပ်စုပွဲစဉ်တွေကန်တာဟာတော်လေးကိုရုပ်ပေါက်လုံးပါတယ်ဒါကြောင့်ဒီညပွဲစဉ်တွေကိုကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့သုံးသက်ချက်တွေနဲ့အကြိုက်တူမှသာ like စားပါနောက်ပြီးကျွန်တော်ရဲ့ Telegram Channel ကိုလည်း join ထားပါ Telegram Channel မှာလည်းဒီပွဲစဉ်တွေကိုတင်ပေးပါတယ် Telegram Channel link ကိုတော့ကျွန်တော်ရဲ့ TikTok bio မှာချပေးထားပါတယ်အဲ့တော့တွင်းလိုရေးပဲသုံးသက်ချက်ကိုသွားလိုက်မယ်ဒီညပထမဆုံးကံမဲ့ပွဲစနိုင်ပွဲမှာကံမဲ့ပွဲဂျူပီတာနဲ့ဝိုင်းတဲ့ပွဲစဉ်ဂျူပီတာကတစ်လုံး60ရှုံး9ပေါင်းချင်းအနေနဲ့เนาะနှလုံးရှုံးဆိုပြီးဖွင့်နေထားတယ်အဲ့တော့ဂျူပီတာဒီပြီးခဲ့တဲ့ပွဲစဉ်ကအဲ့ဒီအသင်းကို5စီနဲ့နိုင်ခဲ့တယ်ဒီလိုဖောင်ကောင်းနေတဲ့အဲ့ဒီအသင်းကို5စီနဲ့နိုင်ခဲ့တာတောင်เนาะဝိုင်းတဲ့လိုအသင်းငယ်တစ်သင်းမျိုးကိုဒီညပြီးထားတဲ့ဘော်ဒီကြီး9ပေါင်းကြီးကတော်လေးပြော့ပါတယ်ရှင်းပါတယ်ကျင်းအောင်လိုက်ပါမယ်ကြီးပြော့နေပါတယ်ဝိုင်းတဲ့ဘော်ဒီကျွန်တော်ကြိုက်ပါတယ်နောက်တစ်သင်း Real Madrid နဲ့ဘာချူက Real Madrid ကနေလုံးရှုံး9ပေါင်းချင်းအနေနဲ့3လုံး50ရှုံးဖွင့်ထားတယ် Real Madrid ကိုကြိုက်ပါတယ်เนาะဒီပွဲစဉ်မှာတော့ Real Madrid ဒီညပွဲမှာအနိုင်ခံမယ်သို့ပေမဲ့ဘာချူကာကနေ Real Madrid ကိုဒီညပွဲစဉ်မှာဂိုးမရနိုင်ဘူးလို့ကျွန်တော်မြင်တယ်ဒါကြောင့် Real Madrid ကပဲเนาะတစ်ဖက်တည်း Shubi 1C 2C 3C လောက်သွားလိမ့်မယ်လို့ကျွန်တော်ယူဆတဲ့အတွက်ကြောင့် Real Madrid ကိုကျွန်တော်ကြိုက်ပါတယ်နောက်တစ်သင်းเนาะ A Highland နဲ့ Seven A Highland ကနေပြီးတော့ဒါ level ရှုံး9ပေါင်းချင်း365ကျုံဖွင့်နေထားတယ်7 body ကျွန်တော်ကြိုက်ပါတယ်ခြေစွမ်းကြောင့်ကြိုက်တာပါ7အနေနဲ့ air hand လေးကိုမရှုံးနိုင်ဘူးလို့ကျွန်တော်ယူဆတဲ့အတွက်ကြောင့်7 body ဒီပွဲစဉ်မှာကျွန်တော်ကြိုက်ပါတယ်နောက်တော့ပဲမန်စီးနဲ့အိမ်ပွဲစဉ်မန်စီးကနေပြီးနှလုံးရှုံးပေါ့နော်9ပေါင်းချင်း3လုံးရှုံးဆိုပြီးဖွင့်လှစ်ထားတယ်အိမ် body ကျွန်တော်ကြိုက်ပါတယ်နော်ဘာလို့လဲဆိုတော့အများစုဒီ Man City body ကြိုက်နေလိမ့်မယ်နော်ဂျိုပီတက်တောင်အိမ်ကိုကျွန်တော်တို့ 5C ပြတ်ခဲ့တာ Man City တွေနဲ့နော်အိမ်ကိုနော်ဂိုးမပြတ်နိုင်စရာအကြောင်းမရှိဘူးလို့အများစုမြင်ပါလိမ့်မယ်နော်ဒီကကျွန်တော်ကဒါကိုစကြည့်နေပါတယ် Man City ကြီးမအောင်နိုင်ပါဘူးနော်အိမ် body ကျွန်တော်ကြိုက်ပါတယ် 2C 3-1လောက်သွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်နော်ဒီညကျွန်တော်ရဲ့အကြိုက်တွေကတော့နော် Wide body Real Madrid go out Seven body Man City sorry နော်အိမ် body ကျွန်တော်ကြိုက်ပါတယ်အဲ့တော့တကယ်လို့အကြိုက်တူမယ်ဆိုရင် like ကစားပါမနေ့အပေါင်းပြနိုင်ကြပါစေနောက်ရက်မှာ free tin နဲ့ပြန်လည်ပြီးတော့တွေ့ပါမယ်